ကဲရှင်တို့ရေဒီနေ့လည်းတက်တက်လွတ်ဟင်နောက်တစ်မျိုးထက်လာပါပြီရှင်တက်တက်လွတ်စားတဲ့ကျမတို့ဒေတာမှာတော့သူ့ကိုစိတ်ကလေးစာတူဟင်လို့ခေါ်ပါတယ်ဒီနေ့ကတော့တက်တက်လွတ်ဟင်အကြောင်းမပြောဘဲနဲ့သူနဲ့ပတ်သက်တဲ့အခြားအကြောင်းအရာလေးတွေကိုခံယူချက်မတူတာလေးတွေကိုပြောပြပါမယ်ဟင်းချက်နည်းကိုတော့ဗီဒီယိုတွေကအတိုင်းသာလိုက်ကြည့်ပြီးတော့မှလောက်ပါနော်အယိုးမမဲလေးကတော့မိုယိုးပေါင်းလေးဖြစ်ပါတယ်အဲ့ဟာကိုကျမတို့စီမှာစိတ်ကလေးစာတူလို့ခေါ်ကြပါတယ်ကဲကျမပြောချင်တဲ့အကြောင်းရင်းလေးကိုဆက်ကြပါမယ်ကျမတို့ကတက်တက်လွတ်စားတဲ့အခါမှာဘာသာရေးတစ်ဖက်ကိုကြည့်ပြီးတော့မှလိုက်စားတဲ့သူတွေကတက်တက်လွတ်ကိုဘာကြောင့်အသားနာမည်တွေထည့်ပြီးတော့မှစားရတာလဲဆိုတာကျမလည်းမသိပါဘူးကျမတို့ဒေတာမှာအဲ့လိုပဲနာမည်လေးတွေတက်ထားပြီးလို့ကျမလည်းအဲ့အတိုင်းပဲခေါ်ပါတယ်ဒါပေမဲ့လည်းကဘာပေါ်ကတက်တက်လွတ်စားတဲ့သူတွေမှာမတူညီတဲ့ခံယူချက်တွေကရှိတတ်ပါတယ်တချို့ကတော့ဘာသာရေးအရာကုသိုလ်ရချင်လို့စားတာတချို့ကတော့အစာအိမ်ကိုအနာပေးချင်လို့ကျမကြီးအရာစားကြတာပေါ့နော်တချို့ကလည်းကိုကြောင့်အသက်ပေးသွားတဲ့တိရစ္ဆာန်လေးတွေကိုနာကျင်တာမကြည့်ရလို့မစားတာပါတချို့ကလည်းမွေးလာကြတဲ့ကအသားဟင်းတွေကိုမကြိုက်လို့အသီးရွက်ကိုပဲကြိုက်တာမလို့တက်တက်လွတ်စားကြတာပါဒီထဲမှာကျမကတက်တက်လွတ်ဒေတာမှာကြီးပြင်းလာတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တက်တက်လွတ်ဟင်းချက်တဲ့နည်းကိုတည်တယ်နောက်ပိုင်းအဲ့မှာမနေတော့ပြီမဲ့တစ်နှစ်တစ်ခါ10ရက်လောက်ကိုတော့စားဖြစ်ပါတယ်ကျမစားရတဲ့အကြောင်းရင်းကတော့ကျမကြီးအရာကျမကအစာအိမ်ကိုအနာပေးခြင်းဖြစ်ပါတယ်ရှင်အဲ့မှာတချို့ကဒရာမာတွေပြန်ခင်းကြတယ်စားပြီးဆိုမှတော့ကုသိုလ်ရဖို့အတွက်စားပါဒါကကျမရဲ့လွတ်လပ်ခွင့်ပါဘလို့ပဲစားကျမရဲ့လွတ်လပ်ခွင့်ပါရှင်ငယ်ချင်းတို့လည်းကိုလွတ်လပ်ခွင့်နဲ့ကိုစားချင်တဲ့ခေါင်းစဉ်အောက်မှာစားနိုင်ပါတယ်ကျေးဇူးပါဘိုင်ဘိုင်